ခါလေးတွေမမတ်လေးစမ်းထုတ်လက်လေးနှစ်ဖက်ဒူးကောင်းပေါ်မှာဒါလေးအားလျှော့ပြီးတော့တင်ထားလိုက်မယ်ကျွန်တော်ခေါင်းလေးအပေါ်ကိုမော်ရအောင်လေးလေးရှူမယ်ရှူထုတ်ရင်ခေါင်းငုံမယ်မီစီရင်ဘက်ကနောက်ထပ်နှစ်ခေါက်ရှူမယ်ထုတ်မယ်နောက်ဆုံးရှူထုတ်ဦးခေါင်းလေးပြန်လာဒီကမျက်နှာလေးဘယ်ဘက်ကိုလက်ရှူရင်နဲ့အလဲထုတ်ရင်နဲ့ညာဘက်နောက်ထပ်တစ်စုံရှူရင်နဲ့အလဲထုတ်မယ်ဘယ်ဘက်ရှူမယ်အလဲထုတ်မယ်ညာဘက်အလဲကိုပြန်လာဒီကခေါင်းလေးအပေါ်မောရအောင်ရုပ်စဝိုင်းလေးဝိုင်းအောင်နော်ဘယ်ဘက်ကနေစအောက်ဘက်ညာဘက်ကနေအနောက်တစ်ခါဘယ်အောက်ညာဘက်အနောက်ဘက်စမ်းကျင်ဘက်လေးပြန်ဝိုင်းမယ်နောက်ဝိုင်းညာကနေအောက်ဘယ်ကနေအနောက်တစ်ခါညာအောက်ဘယ်အနောက်ကဲဥကောင်းလေးပြန်တက်ရအောင်ဒီခါလက်လေးနှစ်ဖက်ကိုဘယ်ဘက်ဒူးကောင်းလေးကိုဘယ်ညာလေးခွာပြီးချလိုက်မယ်နော်ပြီးရင်အဲ့ဒူးကောင်း direction တိုင်းပဲဘယ်ဘက်တောင်ကျိုးတက်တက်လေးကိုစမ်းထုတ်ခန္ဓာကိုယ်လေးကပေါင်လေးပေါ်ကိုဖိပခုံးနေကြောလေးတွေဆွဲဆက်ညာတင်မားလေးကနည်းနည်းလေးလွတ်ကောင်းလွတ်သွားလိမ့်မယ်ဒါပေမဲ့တအားကြီးတော့မလွတ်စေနဲ့ပေါ့နော်ကြောလေးတွေတင်းနေအောင်ဆွဲဆန့်ပြီးလက်လေးအနောက်ဘက်ကိုပြန်လာမယ်နောက်ထပ်တစ်ဖက်ညာဘက်မှာချမယ်လက်လေးဆန့်ထုတ်လိုက်မယ်ခုနလိုပဲကြောလေးတွေတင်းနေရဒီဆွဲဆက်လက်လေးနောက်ကိုဖြည်းဖြည်းချင်းပြန်လာကြောလေးပြန်ဖက်ဒီကလက်နှစ်ဖက်ဒူးကောင်းပေါ်တင်ဘယ်ပခုံးလေးအောက်ကိုဖိခါအောင်လက်ညက်လုံးလေးကဟိုးအနောက်ဘက်ထိလှည့်ကြည့်လိုက်နော်ရှူရင်ပြန်တဲ့မယ်နောက်ထပ်တစ်ဖက်ညာပခုံးဖိခါလဲမယ်ညက်လုံးဟိုးအနောက်ဘက်ထိကိုလှည့်ကြည့်နောက်ထပ်တစ်စုံရှူမယ်ထုတ်မယ်ရှူမယ်ထုတ်မယ်ပြီးဒီကအပြည့်လဲအောင်ရှူမယ်ထုတ်မယ်ညာဘက်ကနေအောက်ကိုဝိုက်ဘယ်ဘက်ကနေရှူရင်နဲ့ပြန်တက်နောက်ထပ်နှစ်ခါရှူထုတ်ရင်ညာကနေအောက်ရှူမယ်ဘယ်ကနေအနောက်ဆုံးညာကနေအောက်ဘယ်ကနေအနောက်စမ်းကျင်ဘက်လေး၃ဝိုင်းထောက်ရအောင်ရှူထုတ်မယ်ညာဘယ်ကနေအောက်ညာကနေပြန်တက်နောက်ထပ်နှစ်ခါခါကိုလိမ်မျောမှဆင်းမယ်ခါကိုလိမ်မျောပြန်တက်မယ်နောက်ဆုံးတစ်ခေါက်ရှူထုတ်ရှူတွင်းโอเคရပြီဆိုရင်အလဲကိုပြန်နေဘယ်လက်ချောင်းလေးအောက်ကိုချညာလက်ကလေးနဲ့လက်ချောင်းကိုကိုင်အနောက်ဘက်ကိုဆွဲလက်ဖက်နှောက်လေးတွန်းထားမယ်တရောင်ပခုံးလေးတွေနည်းနည်းလေးဆန့်ထုတ်ထားပြီးနောက်တစ်ဖက်ပြန်ချိန်ညာလက်ချောင်းလေးကိုအောက်ဘယ်လက်ကလက်ချောင်းကိုကိုင်ဆွဲထားမယ်လက်ဖက်နှောက်တွန်းထားမယ်တရောင်ပခုံးလေးတွန်းဆက်ဒီကလက်ဖက်မိုးလေးနှစ်ဖက်ပေါင်ပေါ်တင်တရောင်ပခုံးလေးပြန်ဆန့်ထုတ်ရအောင်လက်ချောင်းလေးတွေကဒီခန္ဓာကိုယ်ဘက်ကိုဦးတီလိုက်မယ်နော်တတဲ့လေးဦးတီပြီးတော့ဖိမယ်ကဲဒီကနေလက်လေးပြန်လွတ်ဘယ်ညာဆန့်မယ်ရှူတွင်းရှူထုတ်ရင်လက်ဖက်နှောက်လေးကိုဒီလိုသွန်းပြီးတော့မှဖြည်းဖြည်းချင်းဆွဲချသွားအောက်ထိရောက်အောင်ဆွဲချအောက်ထိရောက်ရင်လည်းလက်ဖက်နှောက်ကိုသွန်းထားမလျော့သွားနဲ့နောက်ထပ်နှစ်ခေါက်လေးရှူလက်ဖက်နှောက်ကိုသွန်းဖြည်းချင်းအောက်ထိဆွဲချအောက်နာရောက်ရင်ပိုတင်းလာလိမ့်မယ်နော်နောက်ဆုံးတစ်ခေါက်လေးရှူလက်ဖက်နှောက်သွန်းရှူထုတ်ဖြည်းချင်းဆွဲချโอเคဒီကလက်လေးပြန်လျှော့ဒူးကောင်းလေးကွေးရအောင်ဘယ်ဒူးကအပေါ်ညာဒူးကအောက်တင်ပါလေးကိုနည်းနည်းလေးကြွပြီးတော့ဒူးကောင်းလေးကိုပေါင်လေးတင်းသွားအောင်ထပ်လိုက်မယ်ရပြီဆိုရင်ခန္ဓာကိုယ်ရှည်ကိုကွေး weight လေးတွေကပေါင်လေးနှစ်ဖက်ပေါ်ကိုဖြည်းဖြည်းချင်းဖိချဒီနေထားနေလက်နှစ်ဖက်ကိုဘယ်ဘက်တောင်ကျိုးလေးကိုထားပြီးတော့စမ်းထုတ်လိုက်မယ်ဘယ်ဘက်တောင်ကျိုးအဲ့ချိန်မှာကျတော့အပေါ်ပေါင်လေးကိုနည်းနည်းညှစ်ပြီးတော့မှတောင့်ထားလိုက်
လက်ဆန်းထုတ်တဲ့ဘက်ကိုမပါလာစေနဲ့အပေါ်ပေါင်ညှစ်ထားလက်တီကြောတွေကိုဆွဲဆက်ဒီနေထားကနေကျွန်တော်လက်လေးနှစ်ဖက်ကိုဘယ်ဘက်ကိုထပ်ဆွဲယူသွားပြီးတော့ခန္ဓာကိုယ်ရဲ့ဘယ်ဘက်ဘေးတက်တက်မှာဘယ်တောင်ချမယ်ညာလက်မောင်းနှစ်ရွက်ကပ်ပြီးဆန်းထုတ်လိုက်မယ်ညာဘက်ခါးပေးလေးတောက်လျှောက်တင်းလာလိမ့်မယ်ရင်ဘက်လေးကိုနည်းနည်းထပ်ဖွင့်ပြီးတော့မျက်လုံးလေးပုံမော့ကြည့်ညာဘက်တင်ပါကြောင့်အောက်ကိုတေချာဖိထားပေးဒီနေထားမှာကျတော့အောက်တတောင်ကခန္ဓာကိုယ်နဲ့အရန်မဝေးဘူးเนาะခြေထောက်နာတင်ပါနာမှာပဲနည်းနည်းကတ်ထားရပြီဆိုရင်လက်ကိုနေရာမရွှေ့နဲ့လက်ဖွာဖိပြီးတော့အောက်တတောင်လေးကိုအဲ့နေရာမှာပဲဆန်းထုတ်လိုက်နေရာမရွှေ့နဲ့အပေါ်လက်ကလေးကိုအဆန်တိုင်းအနောက်ဘက်ကိုဖြည်းဖြည်းချင်းယူသွားတယ်ပြီးရင်လက်ကလေးကိုဖြည်းဖြည်းချင်းအနောက်ဘက်မှာချပြီးရင်အဲ့ဒီအနောက်လက်ကလေးကိုအနောက်ဘက်ကိုတစ်လက်မတော့မဟုတ်နှစ်လက်မလောက်နည်းနည်းဆုပ်လိုက်ဆုပ်ပြီးပြီဆိုရင်လက်နှစ်ဖက်လုံးကိုလက်ထိတ်ကလေးပြောင်းထောက်ပြီးတော့ရှူတွင်းမယ်ရင်ဘက်ကိုအပေါ်ကိုသွန်းပြီးပင်တင်မယ်ခေါင်းကိုအနောက်ကိုမလန်ချလိုက်နဲ့ရင်ဘက်ကိုပင်တင်မျက်လုံးလေးရရှိပဲကြည့်သွန်းတင်နိုင်တဲ့လောက်သွန်းတင်ပခုံးတွေ joint တွေကိုတောင်းထား3 2 1ပြန်တဲ့လာခဲ့မယ်ခြေထောက်လေးပြန်ချိန်ရအောင်အပေါ်အောက်ဒီခါညာဒူးကောင်းလေးကအပေါ်ဘယ်ဒူးကအောက်ပေါင်လေးတွေတင်းနေအောင်ရှက်လိုက်ရပြီဆိုရင်ခါလေးရှိကိုကွေးခုနလိုပဲကျွန်တော်ပေါင်လေးနှစ်ဖက်အပေါ်ကနေဖြည်းဖြည်းချင်းဖိချလိုက်မယ်လေးလေးဖြည်းဖြည်းရှူပြီးစိတ်လေးလျှော့ထားဒီကနေလက်နှစ်ဖက်ကိုညာဘက်အထိတ်နားလေးကိုပြန်ထားပြီးတော့ဆန်းထုတ်ရအောင်ခေါင်းလေးငုံမယ်အပေါ်ပေါင်လေးကိုညှက်ထားပြီးတော့ကြောတွေပခုံးတွေကိုဆက်โอเคဒီကနေလက်လေးနှစ်ဖက်အနောက်ဘက်ဘေးကိုပြန်သွားနော်ညာဘက်ဘေးတက်တဲ့ကိုတွားပြီးတော့ညာတောင်ချဘယ်လက်မောင်းနှစ်ရွက်ကဆက်ခုနလိုပဲဟုတ်ပြီတင်မလေးတေချာဖိထားပြီးတော့ခါးပီးလေးတွေတင်းနေအောင်ဆွဲရပြီဆိုရင်အောက်တောင်လေးကိုအိုက်တိုင်းလေးပဲဆန်းထုတ်လိုက်မယ်အပေါ်လက်ကလေးကိုအဆန့်အတိုင်းအနောက်ဘက်ကိုဆွဲယူပြီးတော့လက်ကလေးချအဲ့ဒီအနောက်ကလက်ကလေးကိုတစ်လက်မနှစ်လက်မလောက်အနောက်နဲ့ဆုပ်ရပြီဆိုရင်လက်နှစ်ဖက်လုံးကိုအထိတ်ပြောင်းထောက်မယ်ရင်ဘက်ကိုသွန်းပင်တင်မယ်ခေါင်းကိုအရမ်းမလန့်နဲ့5 4 3 2 1ခင်ဖြည်းချင်းအလဲကိုပြန်တဲ့လာရအောင်ဒီကနေလက်လေးရှိမှထိမ်းမျောမှကျွန်တော်ထားလိုက်မယ်နော်ပြီးရင်ခြေထောက်လေးပြန်ဖြီးလေးဘက်ထောက်နေထားလေးကိုပြောင်းလိုက်ရအောင်လက်ချောင်းလေးကားပြီးတော့မှထောက်တာလေးဘက်ထောက်လေးရရဆိုရင်ရှူတွင်းခါကော့ကောင်မော့ရှူထုတ်ကြောခုံပိုက်ရှက်နောက်တစ်နှစ်ခေါက်လေးရှူရှူထုတ်နောက်ဆုံးလေးရှူရှူထုတ်ခေမူလာအတိုင်းပြန်လာဒီကနေကျတော့ဘယ်လက်ဖွားလေးကိုပလက်လက်ညာဘက်လက်အတွင်းထဲကိုရှူထက်လက်ထင်လေးချလိုက်မယ်ညာလက်ကိုဘာမှမလုပ်နဲ့နော်အဲ့မှာပဲထားညာလက်ဖိအားလေးကိုယူပြီးတော့မှကျတော့ခါကိုဖြည်းဖြည်းချင်းလှည့်ပေးမယ်အဲ့ချိန်မှာတင်ပါကိုမရွေ့စေနဲ့တင်ပါကိုညာဘက်ကိုမတွန်းသွားစေနဲ့တင်ပါကိုအလယ်မှာပဲထားခါကိုနည်းနည်းပဲနိုင်တဲ့လောက်လက်ပြီးနားထောင်ပြီးလိုက်လို့မယ်ဒီနေထားလေးကနေဦးခေါင်းလေးကိုဖြာနည်းနည်းလေးလွတ်လိုက်တယ်လွတ်ပြီးတင်ပါကိုအနောက်ဘက်ကိုဖြည်းဖြည်းချင်းဆွဲယူသွားလိုက်တယ်ဆွဲယူသွားတဲ့အချိန်မှာကျတော့အောက်ကဘယ်ဘက် scapular အနောက်ဘက်နေရာလေးတင်းလာလိမ့်မယ်နော်ဒီကနေခန္ဓာကိုယ်လေးပြန်ထားလာခဲ့နောက်ထပ်တစ်ဖက်ညာလက်ဖွားကိုပလက်လက်ဘယ်လက်အတွင်းထဲကိုရှူထက်ကောင်းလေးချမယ်ဘယ်လက်ဖိအားကိုသုံးခါကိုဖြည်းဖြည်းချင်းလက်တင်ပါကိုဘယ်ဘက်ကိုမသွန်းသွားစေနဲ့ဒီကနေခုနလိုပဲဥကောင်းလေးကိုအသာလေးမပြီးတော့တင်ပါကိုအနောက်ကိုဖြည်းဖြည်းချင်းဆွဲယူဒီခါညာဘက်ကြောပြင်အနောက်ဘက်အချမ်းနေရာလေးတွေတင်းနေလိမ့်မယ်3 2 1ဒါလေးပြန်ထလက်လေးပြန်ထဒီကနေဒူးကောင်းလေးကိုပူခြေထောက်ကလေးကိုပူပြီးရင်လက်နှစ်ဖက်အနောက်ဘက်ကိုအသာလေးဆုပ်ပြီးတော့မှဘယ်လက်ဖွားကိုပလက်လန်ညာဒူးကောင်းဘေးနားလေးကိုကပ်ပြီးတော့မှလက်ဖွားလေးကိုပလက်လန်ပြီးတော့ချကျတော့ရဲ့ဘယ်ချိုင်းဟာညာဒူးကောင်းဘေးနားလေးကို
နီးရွာတဲ့အထိကတ်သွားတဲ့အထိဆွဲယူသွားနော်ရပြီဆိုရင်ညာလက်ကလေးကိုခေါင်းထက်ကိုဆန့်ထုတ်လိုက်မယ်လေပေါ်မဟုတ်ဘူးဖြာပေါ်မှာချထားတဲ့အတိုင်းပဲခေါင်းထက်ကိုဆန့်ပြီးရင်အဲ့ဒီဆန့်လိုက်တဲ့လက်ကလေးကိုဦးခေါင်းအနောက်ဘက်နောက်စီအနောက်ဘက်ကိုလက်ကလေးကိုတလက်မနဲ့လက်မလောက်နည်းနည်းလေးဆုပ်လိုက်မျက်နှာအရှိကိုမလာနဲ့ပြီးရင်လှဲ့မယ်ခါကိုလက်ရင်ဘက်ကိုလက်မျက်နှာကိုဟိုးနိုင်ရမျက်နှာချက်ပေါ်ကိုတဲကိုရောက်တဲ့အထိဆွဲလက်4 3 2 1ညာလက်ဖွားကိုမျက်နှာရှည်ထောက်ခန္ဓာကိုယ်လေးပြန်ထနောက်တစ်ဖက်ထပ်ကျင်အောင်အဲ့တိုင်းလေးပဲညာလက်ဖွားကိုပလက်လန်ဘယ်ဒူးကောင်းဘေးနားကိုကပ်ပြီးတော့မြမြဝင်လက်ကလေးကဒူးကောင်းဘေးနားကတ်သွားပြီးဂျိုင်းနားလေးဂျိုင်းကကတ်သွားပြီးဆိုမှခေါင်းကိုချပြီးတော့ဘယ်လက်ကိုခေါင်းထပ်ဆန့်ခုနဘက်လိုပဲအဲ့ဒီလက်ကိုဦးခေါင်းအနောက်စီးနောက်ဘက်နားလေးကိုတလက်မနှစ်လက်မလောက်ဆုပ်ပြီးမှရင်ဘက်ကိုဆွဲလဲပြီးနိုင်ရန်မျက်နှာချက်ကိုမျက်နှာလေးဦးတည်သွားတဲ့အထိလက်4 3 2 1ဘယ်လက်လေးမျက်နှာရှည်ထောက်ခန္ဓာကိုယ်လေးပြန်ထလေးဘက်ထောက်အနေထားလေးကိုပြန်လာခဲ့မယ်ရပြီဆိုရင်ခြေပြားလေးထောက်ဒူးကောင်းလေးမပြီးဆန်ထုတ်တောင်းတော့လေးပြောင်းနေဟုတ်ပြီတောင်းတော့ကနေကျတော့ခြေဖနောက်ကိုအမြင့်ကြီးမလိုက်မပြင်ရေလိုင်းလိုမျိုးကိုယ့်ရဲ့ခန္ဓာကိုယ်တဘောထားလိုက်မိညောင်ရိုးအမြင့်ဆုံးကနေကြောရိုးအောက်ပိုင်းကြောရိုးအလယ်ပိုင်းကြောရိုးအထက်ပိုင်းခုံးလာတယ်အရှိနာကိုရိမ့်နိုင်တဲ့လောက်ရိမ့်နေပြီးရင်လက်ကိုတွန်းတင်လိုက်ပြီးတော့ပခုံးနေရာကနေစပြီးတော့ပြန်တက်တယ်ပခုံးကနေခါအထက်ပိုင်းခါအလယ်ပိုင်းခါအောက်ပိုင်းအမြင့်ဆုံးထိတွန်းပြီးမှအနောက်ဘက်ကိုခြေပွားလေးနောက်ဆုံးမှပြန်နင်းနောက်ထပ်နှစ်ခေါက်လှုပ်ချိမယ်တေချာလေးအားထက်ကြည့်ခြေဖနောက်ကိုအမြင့်မှားတယ်တင်ပါမိညောင်ရိုးအမြင့်ရနေခုံးတက်သွားတယ်ခုံးတက်တယ်ကြိုးရိုးတစ်လျှောက်အရှိကိုရိမ့်လေးလက်မှာအားတွေဝင်လာလေးပဲလုံးဝခြေပြားအထိတ်ကလေးထောက်ပြီးတော့အရှိတိခန္ဓာကိုယ်အဝိတ်တွေကိုအကုန်ပို့လိုက်ပြန်သိမ်းတဲ့အချိန်မှာလက်ကိုအရင်သွန်းကြောရိုးအထက်ပိုင်းကနေပခုံးတွေကနေစပြီးတော့အနောက်ကိုတစ်စစ်စီအခုံးအမြင့်ဆုံးနေရာကနေဆွဲတက်ပြီးတော့နောက်ဆုံးမှခြေဖနောက်ချနောက်ဆုံးတစ်ခေါက်ခြေပြားထောက်ရှူမယ်တင်ပါဆွဲတင်တယ်ခါအောက်ပိုင်းခါအလယ်ပိုင်းခါအထက်ပိုင်းအရှိကိုလုံးဝရိမ့်တယ်အရှိကနေလက်ကိုပြန်သွန်းပြီးပခုံးခါအထက်ခါအလယ်ခါအောက်ပိုင်းနောက်ဆုံးမှခြေဖနောက်လေးပြန်ချဒီကဒူးစုံလေးချလိုက်မယ်တရအောင်ကွေးပြီးတော့ရင်ဘတ်မေးစီချလက်အားလေးသုံးပြီးတော့အရှိကိုသွန်းရှူတွင်းတဲ့အချိန်မှာအပေါ်ပိုင်းကိုဆွဲတင်ရှူထုတ်တဲ့အချိန်မှာတင်ပါကိုညှစ်ပြီးအားထက်ကော့ပရာကျတော့အဲ့တိုင်းလေးပဲနောက်ထပ်နှစ်ခေါက်ထပ်သွားမယ်ခြေပြားထောက်ဒူးကောင်းလေးမပြီးတော့ downward dog ဒူးစုံကွေးဖြာပေါ်ချတရအောင်ကွေးရင်ဘတ်မေးစီချလက်အားသုံးအရှိကိုမောက်ချလေးကိုရှည်ရှူဆွဲတင်ရှူထောက်အားထက်နောက်ဆုံးတစ်ခေါက်ခြေပြားထောက်ပြန်တင် downward dog ဒူးစုံကွေးချတရောင်ကွေးရင်ပတ်ချရှေ့ဘက်ကိုမောက်ရှူထောက်အားထက်ထိုင်နာ5 4 3 2 1ကဲခါလေးလဲအောင်ဘယ်ဘက်ကိုဖြည်းဖြည်းချင်း twist တင်ပါးတွေစီးကုံတွေကိုမလှုပ်စေနဲ့အပေါ်ပိုင်းလေးကိုပဲဖြည်းဖြည်းချင်းလှည့်မယ်ရှူရင်နဲ့အလဲကိုပြန်လာထုတ်ရင်နဲ့ညာဘက်ကိုဖြည်းဖြည်းလှည့်နောက်ထပ်တစ်စုံရှူရင်နဲ့အလဲထုတ်ရင်နဲ့ဘယ်ဘက်ကိုဖြည်းဖြည်းချင်းလှည့်နောက်ခြေပြားလေးကိုလမ်းကြည့်လိုက်ရှူရင်နဲ့အလဲထုတ်ရင်နဲ့ညာဘက်ကိုဖြည်းဖြည်းချင်းလှည့်နောက်ခြေပြားလေးကိုလမ်းကြည့်အလဲကိုပြန်လာမယ်ခြေပြားလေးထောက်တင်ပါလေးမပြီးတော့တောင်းတော့လေးကိုပြန်ချိန်ဘယ်ခြေလေးအပေါ်ကိုတင်မယ်လေးရှူအောက်ခြေဖနောက်ကိုဖိထားတင်ပါနှစ်ဖက်ကိုနည်းနည်းညီအောင်ထိပခုံးလေးတွေတွန်းထား5 4 3 2 1ဘယ်ခြေလေးရှေ့ပို့ရအောင်လက်နှစ်ခုရဲ့အလဲနောက်တူချမယ်နောက်ခြေဖမှုချမယ်ကြောလေးမှတ်လက်ကလေးဘေးနားလေးမှာတွဲလောင်လေးအားလျှော့နိုင်လေးရဲ့တူပခုံးလေးအနောက်ကိုတစ်ချက်လိမ်ဖွင့်လိုက်ပြီးတော့လက်ထိတ်ကလေးကိုအောက်ဘက်ကိုစိုက်ပြီးတော့ဆွဲချလိုက်
ခါလေးချိုခေါင်းမောရင်ဘတ်ဖွင့်5 4 3 2 1ခန္ဓာကိုယ်လေးအရှိကိုပြန်လာလက်လေးထောက်နောက်ခြေပြားထောက်နောက်တူမပြီးတော့မှပီရမစ်ပုံစံလေးပြောင်းနေရှေ့တူနောက်တူဆန့်တရားနေတောင်ထက်ကွေရရဲ့နဖူးခြေထောက်ကလေးဖြည်းဖြည်းချင်းရသလောက်ဆွဲကပ်နောက်ခြေဖနှောင်းမြင့်မြင့်မှထား5 4 3 2 1လက်ချောင်းလေးတွေအနောက်ဘက်ကိုထပ်လျှောက်သွားတယ်စက်ထိန်ထားမယ်5 4ချရဲဘယ်တင်ပါလေးကိုအပေါ်နည်းနည်းလေးမတိမတာလေးဆွဲပင့်တင်လိုက်3နောက်ခြေဖနှောင်းမြင့်မြင့်မှ2 1လက်လေးရှေ့ကိုပြန်လာရှေ့တူလေးsorry နောက်ခြေဘွားလေးကိုနင်းလိုက် warrior 1ချိန်မယ်ရှေ့တူကိုတေချကွေလက်လေးနှစ်ဖက်ခေါင်းထက်ဆက်အနောက်ခြေရလေဒီဘယ်ဘက်အတွင်းဘက်ကိုအရမ်းမဝင်နဲ့နော်နောက်ခြေကကျွန်တော်ညာဘက်ကိုနည်းနည်းလေးမတိမတာနည်းနည်းလေးပို့တိုးအဲ့ဒါမှတင်ပါကညီမှာရပြီဆိုလက်လေးနှစ်ဖက်ခေါင်းထက်ဆက်လေရှူမယ်တင်ပါတတဲ့နေခေါင်းမော့ပြီးမျက်လုံးလက်နှစ်ခုရဲ့အလဲကိုကြည့်ရှေ့တူတေချကွေးထားပြီးခါလက်ထိပ်ဖြားဒီကိုအားထက်ဆန့်ထား5 4ဟုတ်ပြီလေကိုအရှိရှူမယ်ရှူထုတ်တဲ့ချိန်မှာပေါင်ကိုအားထဲညစ်ခန္ဓာကိုယ်အထက်ပိုင်းကိုအထက်ဘက်ကိုဆက်နောက်တစ်ခေါက်လေရှူမယ်ရှူထုတ်ပြီးခုနပြောတဲ့နေရာလုံးကိုအားထဲမယ်နောက်ဆုံးတစ်ခေါက်လေရှူတယ်ရှူထုတ်ပြီးခုနပြောတဲ့နေရာအားထက်3 2 1လက်လေးပြန်ချဘယ်ခြေအနောက်ကိုပို့ပြီးတော့မြင်းတစ်ဖြောင်းပုံစံလေးကိုပြောင်းနေလက်ချောင်းလေးတွေကိုချဲထားမျက်လုံးလက်နှစ်ခုရဲ့အလဲကိုစိုက်ကြည့်ခြေတို့ရဲ့ခြေမခြေချောင်းတွေကိုအနောက်ဘက်ကိုတလက်မလောက်နည်းနည်းထပ်ဆုပ်လိုက်အခုခြေချောင်းအရှိကြီးဒီလိုကော့နေမလားအနောက်ဘက်ကိုတလက်မနှစ်လက်မလောက်ထိဆုပ်လို့ရတယ်ထပ်ဆုပ်လိုက်ဆုပ်ပြီးခန္ဓာကိုယ်အရှိကိုရိမ့်မြော့ပခုံးတွေကိုတွန်းပြီးတော့တောင်းထားဒီကနေခြေထောက်လေးနှစ်ဖက်ကိုထပ်ပူးလိုက်တယ်ဟုတ်ပြီပူးပြီးတော့မှအဲ့ဒီပေါင်ကိုညှစ်ထားမျက်လုံးလက်နှစ်ခုရဲ့အလဲကိုစိုက်ကြည့်ပေါင်ကိုညှစ်တောင်းထားထညစ်ဒူးကောင်းကိုထညစ်ပြီးဆက်ဒူးကောင်းကိုလည်းအားမလျှော့ထားနဲ့5 4ဒူးကောင်းကိုပေါင်ညစ်မယ်နော်3 2နောက်ထောင်1လေကိုရှေးရှူခန္ဓာကိုယ်တောင့်တင်းနေပြီးတော့တောင်ဖြည်းဖြည်းချင်းထိမ့်ပြီးကိုယ်ရှူတွင်းမယ် abdomen လေးကိုပြောင်းဒူးတွေပေါင်နေအလွတ်ရှူထုတ်မယ်ဒေါင်းတော့လေးကိုပြန်ချင်းတင်မားလေးဆွဲတင်ခြေဖွားလေးနင်းနောက်တစ်ဖက်ညာခြေအပေါ်ကိုတင်မယ်လေရှူတင်မားလေးကိုညီအောင်ထားအောက်ခြေဖနှောက်ဖိပြီးတော့ထိန်းတာ5 4ပခုံးလေးသွန်းမယ်3 2 1ပို့မယ်ညာခြေလေးရှိနောက်တူချနောက်ခြေဖမိုးလေးချကြောလေးမတ်လက်လေးပေးနာရတဲ့ရူလေရှူမယ်ပခုံးလေးအနောက်လိမ့်ဖွင့်ထုတ်မယ်လက်ထိပ်လေးအောက်ဆွဲချခေါင်းမော့ရင်ဘတ်လေးဖွင့်တာ5 4 3 2 1ပြန်လာပြီလက်လေးရှိမှချနောက်ခြေပြားထောက်နောက်ဒူလေးမှပြီးတော့ပီရမစ်ရှူထုတ်ပြီးတရောင်ကွေးနှစ်ဖူးရှိချီတော့လေးကိုဖြည်းဖြည်းချင်းကတ်ချဲရဲညာတင်မားလေးကိုအပေါ်နည်းနည်းလေးဆွဲပင့်တင်လိုက်တယ်အဲဆို alignment လေးတဲ့သွားပြီလေးရှူထားမယ်3 2 1ကဲလက်ထိတ်ကလေးတွေကိုအနောက်ဘက်ကိုဦးတည်ပြီးတော့ထပ်ပို့လိုက်တယ်ထိန်းထားမယ်5 4 3 2 1လက်လေးရှေ့ပြန်လာရှေ့ဒူးကောင်းကွေးနောက်ခြေပွားလေးကိုနင်းအဲ့ဒီနောက်ခြေကိုညာရှိရဲ့လမ်းကြောင်းစီကိုအရမ်းမတွားနဲ့ဘယ်ဘက်ကိုနည်းနည်းလေးပို့တိုးလိုက်ရပြီဆိုရင်ကြောမတ်လက်လေးနှစ်ဖက်ခေါင်းထက်ဆက်လေးရှူမယ်ရှူထောက်ရင်အားထဲညစ်ရှေ့ပေါင်ကိုညစ်ခါခန္ဓာထပ်ပိုင်းထပ်ကိုဆက်နောက်တစ်ခေါက်လေးရှူမယ်ရှူထောက်ရင်အားထဲမယ်နောက်ဆုံးတစ်ခေါက်လေးရှူမယ်ရှူထုတ်5
4 3 2 1လက်လေးပြန်ချပြီးရှေ့ခြေလေးအနောက်ဘက်ကိုပို့ high plank မြင်တစ်ဖြောင်းလေးပြန်နေခုနလိုပဲကျွန်တော်ခြေထောက်လေးနှစ်ဖက်ကိုကတ်ထားဒီကတထောင်လေးနှစ်ဖက်ကွေးချလိုက်မယ် elbow plank လက်ဆယ်ချောင်းရှက်ခုနလိုပဲအဲ့ဒီခြေမလေးတွေကိုအနောက်ဘက်ကိုတစ်လက်မနှစ်လက်မလောက်ထိပို့လိုက်ပို့ပြီးဆိုရင်ခန္ဓာကိုယ်အရှိကိုမြင်များရိပ်ဟုတ်ပြီပခုံးအောက်တက်တက်မှတထောင်ရှိရမယ်မျက်လုံးကလက်ချောင်းလေးတွေကိုကြည်ထားပေါင်ကိုပူးထားနော်ပူးပြီးအဲ့ဒီပေါင်ညှစ်မယ်ညှစ်ထားမယ်အားထည့်ပြီးတော့မလဲရတင်မလေးနည်းနည်းထက်ချဟုတ်ပြီပေါင်ထက်ညှစ်မယ်ဒူးကောင်းကိုထက်ညှစ်ပြီးဆန့်ထားမယ်5မတစ်ဖနီတင်မလေးနည်းနည်းလေးချပြီ4ရပြီ3တောင်းထားပေါင်နေညှစ်ပြီးတော့2 1တင်မလေးမိုးပေါ်ကိုဆွဲတင်ပခုံးတွေကိုအားထည့်ပြီးတော့တွန်းခြေဖနောက်ကိုမြင်မြင်မှပြန်ချမယ်ဒီကပေါင်လေးကိုဖြာလေးပေါ်ထိပြီးတော့မှခါလေးကနည်းနည်းလေးကော့ပြန်တွန်းတင်မယ်တင်ပါကိုမြင်မြင်လေးရသလောက်တင်ပါပေါင်လေးပြန်ချမယ်ဖြာလေးပေါ်ကိုပေါင်လေးထိအောင်လေးပဲထိနောက်ဆုံးတစ်ခေါက်ပြန်တွန်းတင်တယ်ဟုတ်ပြီဖြည်းဖြည်းချင်းပြန်ဆင်းပေါင်လေးဖြာမှာထိအောင်လေးပဲโอเคတခါတင်ပါကိုအမြင့်ကြီးမတင်တော့ဘူး plan ပုံစံထိပဲတင်ပေါင်လေးကိုဖြာနာကိုပြန်ထိ plan ထိပြန်တင်ပါပေါင်လေးကိုဖြာနာကိုထိအောင်လေးပဲပြန်ထိနောက်ဆုံးတစ်ခေါက် plank တောင်းပြီးထိန်းတာ5 4ပခုံးနေထပ်တွန်းတယ်3ပေါင်ထက်ညစ်တယ်ခန္ဓာကိုယ်အရှိရိမ့်တယ်2 1ဒူးဆုံးခွေးချခြေပြားထောက်ထားတဲ့အတိုင်းတင်မာလေးခြေဖနောက်ပေါ်ဆွဲထိုင်ဘယ်လက်လေးရှေ့ဆက်ညာဘက်လက်တောင်အောက်ကလေးကနေဆွဲရင်ဘက်ဘက်ကိုကတ်စိတ်လေးလျှော့ထားမယ်နောက်တစ်ဖက်ညာလက်လေးရှေ့ဆက်ဘယ်လက်လေးနဲ့ယူကောင်းလေးညာဘက်လက်စိတ်လေးလျှော့ထားခေဒီကနေကျောင်းနောက်မှာလက်ဆယ်ချောင်းရှက်တောင်ပခုံးဆက်လေးရှုထုတ်လက်တီလုံးလေးနောက်တော့ခင်လက်လေးပြန်ဖြုတ်တယ်ညာလက်လေးညာဘက်ချဘယ်လက်မောင်းနှစ်ရွက်ကညာဘက်ကိုဖြည်းဖြည်းချင်းစောင်းချဘယ်ဘက်ခါပေးလေးတင်းနေတဲ့အထိပြန်တဲ့လာမယ်နောက်ထပ်တစ်ဖက်ရှုထုတ်တယ်ဘယ်ဘက်ကိုဖြည်းဖြည်းစောင်းညာဘက်ခါပေးလေးတင်းနေအောင်ဆွဲโอเคပြန်လာမယ်ကဲလက်လေးပြန်ချပြီးတော့ဒေါင်းတော့လေးပြန်ချင်းအောင်တင်မာလေးပေါ်ကိုပြန်တင်ဘယ်ခြေလေးအပေါ်ကိုဆွဲမှလိုက်လေးရှုထုတ်ပြီးဘယ်ဒူးကွေဘယ်တောင်လေးကိုထိတဲ့ချိန်မှာကျတော့အနောက်ခြေဖနောက်ကိုအရှိထိရအောင်ရိပ်ညာတင်မာကိုအောက်ကိုမနှိမ်သွားစေနဲ့အဲ့ဒီနှစ်ချက်ကိုတေချာဂယုစိုက်ပြီးတော့မှအမှန်အောင်လုပ်မယ်နော်နောက်တစ်ခေါက်ရှုမယ်ဘယ်ခြေအပေါ်ကိုတင်ထုံးမယ်ဒူးတောင်ထိနောက်ခြေဖနောက်ရှေ့ထိရိပ်ညာတင်မာမနှိမ်သွားစေနဲ့နောက်ဆုံးတစ်ခေါက်ရှုမယ်ဘယ်ခြေအပေါ်ထုံးမယ်ထိထိန်းတာကဲနိုင်တဲ့ရူဝိတ်တွေကိုဘယ်ဘက်ကိုပို့ညာလက်လေးလွတ်ညာဘက်ကိုဆက်နောက်ခြေဖနောက်ထောင်ထားတဲ့အတိုင်းပဲနေနိုင်3 2 1ညာလက်ပြန်ချရင်ဘက်ကိုဘယ်ဘက်လှည့်ပြီးတော့ဘယ်လက်ကိုမိုးပေါ်ကိုဆန်ထုတ်အောက်ပခုံးကိုတောက်ပြီးတော့တွန်းမယ်ရင်ဘက်တွေကိုတေချာဖွင့်ပြီးနေမယ်အပေါ်ခြေထောက်ကလေးကခပ်ဖွဖွလေးထိထားတယ်အောက်ကဆန့်ထားတဲ့ဒူးကိုညှစ်ပြီးဆန့်တောင်းထား3 2 1ဘယ်လက်ပဲခြေပြန်ချမယ်ဒေါင်းတော့လေးပြန်တွန်းโอเคဒီကနေဘယ်ခြေကိုပဲပြန်မှလေးရှုထုတ်ရှေ့လက်နှစ်ခုရဲ့အလဲကိုပို့နောက်ဒူးချနောက်ခြေဖမိုးချဘယ်လက်ဘယ်ဒူးအတွင်းထဲကနေကိုင်းတွန်းထုတ်လိုက်ဘေးဘက်ကိုရှေ့ခြေပွားပလက်လန်ညက်လုံးလေးဟိုးအနောက်ဘက်sorry ရင်ဘက်ကိုဖွင့်ပြီးတော့မျက်လုံးလေးကိုနိုင်ရမျက်နှာချက်ပေါ်မော့ကြည့်လိုက်
ဘယ်ဒူးကလည်းဘယ်ဘက်ကိုတွန်းတယ်ရင်ဘက်ကလည်းဒူးကောင်းရဲ့စန့်ကျင်ဘက် direction ကိုတွန်းပြီးတော့ဖွင့်ချ3 2 1တထောင်လေးနှစ်ဖက်ရှိမှချခြေထောက်ကိုအိုက်တိုင်းပဲခြံခဲ့ကြောရိုးလေးစမ်းထုတ်ပြီးတော့မျက်လုံးလေးရှည်ကိုကြည့်ခံနိုင်တဲ့သူ weight ကလေးတွေဘယ်ဘက်ကိုဖြည်းဖြည်းချင်းထက်ရိပ်တရားနေထက်နိုင်တဲ့သူနောက်ခြေပြားထောက်နောက်ဒူးလေးကိုထက်လွှတ်လိုက်တယ်ဟုတ်ပြီ weight လေးတွေကိုဘယ်ဘက်ကိုရိမ့်ထားနိုင်တယ်ခေဒီကနေထက်နိုင်ရင်ကျတို့ဘယ်လက်သီးလုံးကိုစုပ်ပြီးတော့ဘယ်လက်ကိုတေချာတောင့်ထားညာလက်ကလေးလွတ်ညာဘက်ကိုဆန့်တောင့်ထားမယ်5 4နောက်ခြေဖနောက်ရှေ့ကိုရိမ့်ရတယ်3 2 1ညာလက်ဖွာချဘယ်လက်ဖွာပြန်ချပြီးတော့ရှေ့ခြေနောက်ပြန်ပို့ဒေါင်းတော့လေးပြန်နေဒေါင်းတော့ကနေ high plank နဲ့လေကိုရှေ့ရှူအသက်အောင်ထားပြီးချက်တရန်ကလက်တွေကိုတောင့်ပြီးတော့ထိန်းစင်ရှူမဲ up dot မရင်မထုတ်မဲတင်မပြန်တင် down dot ဒီခါညာခြေလေးပေါ်တင်ရှူတွင်းထုတ်ပြီးညာဒူးကွေးညာတထောင်ထိကျက်ပြောတဲ့နှစ်ချက်ကိုတကယူဆိုင်မယ်ဘယ်တင်မအောင်မနှိမ့်နဲ့အနောက်ခြေဖြတ်နောက်အရှိထိရိပ်နောက်နှစ်ခေါက်ရှူမဲညာခြေအပေါ်ထုတ်မဲရှူမဲညာခြေအပေါ်ထုတ်မဲထိမ့်မယ်နော်မနိုင်ဒီမှာပဲနေထားနိုင်နေတဲ့လူ weight တွေကိုညာဘက်ကိုပို့ဘယ်လက်လွတ်ပြီး5 4 3 2 1ဘယ်လက်ချညာဘက်ကိုလက်တခါတည်းညာလက်လွတ်မယ်အပေါ်ခြေထောက်ကလေးကခပ်ဖွားဖွားလေးပဲရင်ဘတ်တွေဖွင့်ထုတ်ပြီးကြောတွေဆန့်အောက်ကဆန့်ထားတဲ့ဒူးကိုတေချာညစ်ဆန့်တောင်းထားဒူးကောင်လေးကမိုးပေါ်ကိုတဲထောင်ပေါ်ဒူးလေးကအောက်ပြီးညာလက်ညာခြေပြန်ချတရားနေတင်မားလေးပြန်တင်ရှူထုတ် down dot ရှူမဲညာခြေလေးပြန်ပါမယ်ထုတ်မဲရှေကိုပို့နောက်ဒူးချနောက်ခြေဖမိုးချညာလက်ညာဒူးအတွင်းထဲကနေကိုင်းဘေးကိုတွန်းထုတ်ခြေဝါးလေးပလက်လန်ကဲလေးရှူမယ်ရင်ဘတ်ကိုနိုင်ရမျက်နှာချက်ပေါ်ကိုလက်ဖွင့်ခေါင်းမော့ပေါ်ကြည့်ညာလက်ကတွန်းထား4ရသလောက်ဖွင့်သွားနော်3 2 1ခြေထောက်ကိုအဲ့မှာပဲခြံခဲ့တရောင်လေးနှစ်ဖက်ဖြာပေါ်ချကြောရိုးလေးစမ်းထုတ်ပြီးရှေ့ကြည့်လေးလေးရှူထားမယ်ထပ်နိုင်နေတဲ့တို့ကျွန်တော် weight ကလေးတွေကိုညာဘက်ကိုနည်းနည်းလေးထပ်ပို့ထပ်နိုင်တဲ့သူနောက်ခြေပြားထောက်နောက်ဒူးကောင်းလေးကိုဖြားဆွဲလွတ်ဟုတ်ပြီခြေဖနောက်လေးရှေ့ကိုနည်းနည်းရိမ့်ညာဘက်ကိုနည်းနည်းပို့ထပ်နိုင်တဲ့သူညာလက်တီးလုံးလေးကိုစုပ်ထားညာလက်ကိုတောက်ဘယ်လက်လေးထပ်လွတ်5 4 3 2 1လက်လေးတွေပြန်ထောက်မယ်ညာဒူးကောင်းလေးပြန်ယူပြီးတော့အနောက်ကိုပြန်သိမ်းရှူထုတ်မယ် downward dog ဒီကနေလက်လေးအနောက်ကိုရှောက်လိုက်အောင်ခြေထောက်နာလေးစီကိုခြေထောက်နာလေးစီရောက်ပြီဆိုရင်ခြေထောက်ကိုဖြာအကျဲချဲ V ပုံစံခြေထောက်ကိုထားဒူးကောင်းကိုဘယ်ညာကားပြီးတော့မှသူကွေးတင်မထိုင်ချတယ်တထောင်လေးကိုလည်းကွေးပြီးတော့ဖြာလေးပေါ်ဆွဲချထားတယ်တထောင်ကိုထိစရာမလိုဘူးเนาะဖြာအောင်တထောင်ထိလိုက်ရင်ကျွန်တော်တို့တင်ပါမှာတင်အားသိမရှိတော့ဘူးဒူးကိုတခြားက5 4 3 2 1ကဲလက်နှစ်ဖက်ကိုခြေဖနောက်ရဲ့အနောက်ကိုကိုင်ခြေဦးလေးကိုအရှိကိုနည်းနည်းလေးတဲ့ပြီးတော့ဒူးကောင်းကိုပြန်ဆန်းထုတ်ရတယ်လို့ခေါင်းလေးကိုခြေထောက်နှစ်ခုရဲ့အလဲကိုရတလောက်ဝင်သွားမယ်
မဝင်နိုင်လဲရတယ်ရရတူကရတလောက်ဝင်ခြေတော့ကိုတေချာထိခေဒီကနေဒူးကောင်းကိုနည်းနည်းပြန်ကွေးမျက်နှာလေးအရှိကြည့်ထားနော်အဲ့တိုင်းလေးခြေတော့ကလေးကိုတလန်းစီအရှိကိုရှောက်ဘဲညာဘဲညာလက်မလွတ်ဘူးနော်ဒီမှာပေါင်အားလေးတွေသုံးညာဘဲညာဝင်ရှောက်ကြည့်ဘဲညာဘဲညာဖြာအထိတ်ထိရအောင်ရှောက်ဖြာထိတ်ရောက်ပြီဘယ်မှာရှောက်ဖြာထိတ်ထိရအောင်ရှောက်ပေါင်အားသုံးပြီးရှောက်ဟုတ်ပြီဖြာထိတ်ရောက်ပြီဆိုရင်ကျတို့လက်လေးပြန်လွတ်ပြီးတော့ဒူးကောင်းကိုပြန်ဆက်ခြေထောက်ကလေးကိုပြန်ပူးလိုက်မယ်တင်ပါအကျယ်လောက်တော့ချဲထားနော်နည်းနည်းလေးပြန်ကျင်းလိုက်လက်နှစ်ဖက်ဘေးပညာဆက်လေးရှူမတ်တက်လေးထရှူထုတ်ရင်လက်လေးဘေးကပြန်ဝိုက်ချโอเคဒီကလက်နှစ်ဖက်ကိုဘယ်ညာလေးဖွင့်မယ် eagle hand ပုံစံလေးချိန်မယ်နော်ရှူမယ်ဘယ်ညာဖွင့်ထုတ်မယ်ဘယ်လက်အပေါ်ညာလက်အောက်ချိန်လိုက်လက်ကဝတ်ကလေးရရင်ပြန်ကင်နောက်တစ်ခါရှူရင်နဲ့အထက်ကိုတင်ထုတ်ရင်နဲ့တထောင်လေးကိုဥတီပြီးတော့အောက်ဘက်ကိုဆွဲချသွားဟုတ်ပြီခန္ဓာကိုယ်ရောတထောင်လေးရောအောက်ကိုရသလောက်ဆွဲချသွား5 4 3 2 1ကဲဒူးကောင်းလေးကိုရောင်ရောင်လေးကွေးကြည့်အောင်ခုနဒူးကောင်းလေးနည်းနည်းကွေးထားရတော့အခုဒူးကိုအကုန်ဆက်ခုနဒူးဆက်နားတယ်ဆိုရင်ဒူးကိုရင်ရောင်လေးကွေးပြီးတော့ကျတော့တင်ပါးလေးတွေကိုအနောက်ဘက်ကိုအားထည့်တွန်းတဲ့ချိန်မှာတင်ပါးတဝိုက်ကြွတ်သားတွေရဲ့ပေါင်အနောက်အထက်ပိုင်းအနောက်ဘက်အချမ်းကြွတ်သားလေးတွေတင်းလာလိမ့်မယ်ဒီကနေဒူးကောင်းအကုန်ပြန်ဆက်ကြောရိုးလေးတွေတစ်စဲစီအပေါ်ကိုဖြည်းဖြည်းချင်းပြန်ဆွဲတင်နောက်တစ်ဖက်လက်လေးပြန်ဖြုတ်တယ်ရှူပဲညာဖွင့်ထုတ်မယ်ဒီခါညာလက်အပေါ်ပဲလက်အောက်ရှူရင်အပေါ်ကိုပြန်တင်ထုတ်ရင်တထောင်လေးကိုဥတီပြီးအောက်ဘက်ကိုဆင်းဆွဲချဟုတ်ပြီဒူးလေးအရင်ဆန့်ထားနော်ဆွဲချရသလောက်ဆွဲချဒူးဆန့်ထားတဲ့အတိုင်းကဲဒီကနေဒူးကောင်းလေးကိုရောင်ရောင်ကွေးပြီးတော့ကျတို့အားထည့်နေရလေးမတူတော့ဘူးတင်ပါးလေးကိုအားထည့်ပြီးတွန်းဒူးကောင်းကိုနည်းနည်းကွေးနော်ကွေးမှတွန်းလို့ရမှာတင်ပါကွေးထားပြီးတော့တင်ပါကိုတွန်းဟုတ်ပြီဒီကနေဒူးကောင်းအကုန်ပြန်ဆက်ခန္ဓာကိုယ်လေးကိုဖြည်းဖြည်းချင်းစီပြန်ဆွဲယူလာခဲ့လက်လေးပြန်ဖြုတ်လိုက်မယ်ဘယ်ဒူးကောင်းလေးကိုအနောက်မှာကွေးလက်နှစ်ဖက်နဲ့ကင်တင်ပါအနောက်မှာရှူမယ်ဘယ်ဒူးကောင်းလေးအရှိကိုဆွဲမလိုက်မယ်ရှူထုတ်ရတဲ့လောက်တင်တာ5 4 3 2 1ပြန်လျှော့နောက်ထပ်တစ်ဖက်ညာချီညာဒူးလေးအရှိကိုရတဲ့လောက်ဆွဲမ5 4 3 2 1ပြန်လျှော့လိုက်မယ်ကဲလက်လေးဘေးကနေပြန်ဆန့်ရှူတွင်းရှူထုတ် forward 4ကြောရှိကွေးရှူမယ်ရှေ့ကြည့်လက်ထိတ်ထောက်မယ်ခြေတလုံးအနောက်ကပိုက်ဆွဲကပ်ထိုင်နာ5 4 3 2 1လက်လေးခြေထောက်ဘေးချခြေထောက်လေးနှစ်ဖက်အနောက်ပို့ပြီးတော့မြင်းတစ်ဖြောင်းပုံစံလေးပြန်နေမယ်မြင်းတစ်ဖြောင်းမှာကျတော့ခုနလိုပဲခြေမလေးတွေကိုအနောက်ဘက်ကိုတစ်လက်မနှစ်လက်မလောက်ထပ်ဆုပ်ပြီးရင်ဆိုရင်ကိုယ့်ရဲ့ပခုံးအောက်တက်ထဲမှာလက်ဖက်နှောက်ရှိနေရမယ်ပြန်စစ်ကြည့်နော်ရပြီဆိုရင်ဒူးကောင်းနှစ်ဖက်ကိုညှစ်ဆန့်မျက်လုံးလက်နှစ်ခုရဲ့အလဲကိုကြည့်ဘယ်ခြေလေးလွတ်လိုက်တောင်းထားမယ်အဲ့ဒီနေရာလေးမှာဒီချိန်မှာကိုယ့်ရဲ့ညာပေါင်အားထည့်ပြီးညစ်အောက်ကထောက်ထားတဲ့ညာပေါင်အားထည့်ပြီးညစ်မတင်ဝင်ကတင်မလေးနည်းနည်းတင်ချင်တယ်မရင်မွားတင်မနည်းနည်းချမယ်ထိန်းတော့နော်5တောင်း4 3ညာပေါင်ညစ်ခါမကော့နဲ့2 1ချိန်မယ်ဘယ်ခြေချညာခြေလွတ်မဆောင်နေလက်လေးအရှိနည်းနည်းထပ်တိုး
ရှေ့ထပ်တူလက်ဟုတ်ပြီညာချီလော့7ကဲအောက်ပေါင်ညှက်ထား6မတင်ဝင်ခြေဖနောက်လေးရှေ့ရိပ်ခန္ဓာကိုယ်ရှေ့ကိုရိပ်4တောက်အောက်ပေါင်တောက်ရှေ့ကိုတေချာရိပ်3ကြိုးစားတောက်2 1ခြေထောက်လေးချဒူးစုံချခြေဖမိုးလေးချပြီးတော့တင်မခြေဖနောက်ပေါ်ဆွဲထိုင်ဘဲလက်ဖွားလေးကိုပလက်လန်ပြီးတော့ညာလက်အတွင်းထဲကိုထည့်ခါလေးကိုလှည့်တာညာလက်ကိုကြတော့ဆန်ထုတ်လိုက်တယ်နောက်ထပ်တစ်ဖက်ညာလက်ဖွားကိုပလက်လန်ဘဲလက်အတွင်းထဲကိုရှူထည့်ညာလက်ကိုကြတော့ခေါင်းထက်တဲ့ဆန်ထုတ်လိုက်တယ်3 2 1လက်လေးနှစ်ဖက်ပြန်ဆက်ကြောရိုးလေးကိုခုံးပြီးပြန်ထားတယ်ရှူတွင်းနဲ့ခါကော့ခေါင်းမော့ပြီးတော့အနောက်ဘက်ကိုတင်မလေးကိုပြန်ဆွဲယူသွားတယ်ကြောရိုးလေးခုံးခေါင်းငုံပြီးပြန်ထားတယ်ရှူတွင်းခါကော့ခေါင်းမော့ပြီးအနောက်ကိုပြန်ဆွဲနောက်ထပ်နှစ်ခါရှူထုတ်ရှူတွင်းနောက်ဆုံးရှူထုတ်ရှူတွင်းโอเคကြောလေးခုံးပြီးပြန်ထားလာခဲ့ခြေပြားထောက်တောင်းတော့လေးပြန်ချိန်ဟုတ်ပြီဒီခါကျတော့ဘယ်ခြေဖနောက်လေးကိုအပြင်ဘက်ကိုဘယ်ခြေဖနောက်လေးကိုနည်းနည်းလေးရိမ့်ဆောင်လိုက်ခြေဘယ်ခြေဦးလေးကအတွင်းထဲကိုနည်းနည်းလဲလိုက်ညာခြေမမယ်မျက်လုံးလေးအရှိကြည့်မယ်ညာခြေမြင့်မြင့်မပြီးရင်ညာဒူးကွေကဲမနိုင်ဒီမှာပဲနေထားနိုင်တဲ့သူဝိတ်တွေကိုဘယ်ဘက်ကိုပို့ညာလက်လော့အပေါ်ကညာခြေလေးကိုလမ်းကိုင်ဖြည်းဖြည်းချင်းဆွဲမျက်လုံးလေးရှိကြည့်6ရတဲ့ညမှာနေနော်5 4 3 2 1 shot နောက်တစ်ဖက်ညာခြေဖနောက်အပြင်ခြေဦးလေးအတွင်းတဆင်းစီတွားနော်ဘယ်ခြေမှရှေ့ကိုကြည့်ဝိတ်တွေအကုန်လုံးညာဘက်ကိုပို့ရှေ့လက်ကိုတေချာတွန်းတာရပြီဆိုရင်ဘယ်လက်လော့နောက်ခြေကိုင်းရှူဖြည်းချင်းဆွဲတယ်6 5 4 3 2 1 shot လက်လေးပြန်ချဒူးချခြိုက်ပို့စ်လေးနဲ့ခဏလေးမောဖြည့်ရှူထုတ်ဒီတကူလုံးအားရှော့ထားမယ်စိတ်လေးတွေရောရှော့ထားခန္ဓာကိုယ်လေးတွေရောရှော့ထားဒီလို1 byte မှာထည့်နေရဆိုရင်ခြေတော့ဒူးကောင်းလေးကိုနည်းနည်းချဲထားလို့ရနော်1 byte မှာတက်တောင့်တက်တာမဖြစ်ဘူးဆိုရင်ကဲရပြီဆိုရင်ဖြည်းချင်းပြန်ထလေးဘက်ထောက်လေးကိုပြန်နေဒီကဘဲခြေလေးကိုအပြင်ကိုဖွင့်ပြီးတော့ညာခြေညာလက်ကအရှိအပေါ်အောက်ဆန့်ထုတ်လိုက်ဒီလိုမျိုးဟုတ်ပြီဆွဲဆန့်ထားမယ်ညာဘက်ခါပေးလေးတွေလက်မောင်းနှစ်ရွက်ကအပေါ်လက်မောင်း3ဆွဲဆန့်ညာခြေနဲ့ညာလက်ကိုဆန့်ကျင်ဘက် direction ကိုဆွဲဆန့်2 1ချိန်မဲနောက်တစ်ဖက်ညာဒူးလေးညာဘက်ဖွင့်ဘယ်ခြေဘယ်လက်ကိုဆန့်ကျင်ဘက် direction လေးကိုဆွဲဆန့်3 2 1နောက်တစ်ဖက်ပြန်ချခုနလိုပဲစမ်းထုတ်မယ်ချိန်မယ်နော်ဒီကညာဒူးကောင်းလေးကိုကွေးလိုက်မယ်ညာလက်လေးနဲ့ကိုင်ညာလက်ခြေမအောင်ညာလက်လေးနဲ့ကိုင်စမ်းထုတ်မိုးဘောကိုစမ်းထုတ်အောက်ဟုတ်ပြီအောက်လက်ကလက်ဖနောက်လေးနည်းနည်းကြွားလိုက်လဲရတယ်အကုန်ချထားလဲရကြိုက်တယ်လို့လို့အပေါ်ခြေလေးကိုတင်းနေအောင်ဆက်အဲ့ဒီကျတော့ဆွဲထားတဲ့ညာခြေမလေးကိုကုတ်ထားဒူးဆက်မယ်နော်
အနောက်ကနေကင်တာမဟုတ်ဘူးမရှေ့ကနေကင်ခြေမအောင်ညဘာတူလဲဒါမတစ်ဖနီရှေ့ကနေကင်ပြီးစမယ်နော်အမတို့ပြန်ချဒီဘက်ကြည့်အောင်ဒီဘက်ကြည့်ဒါအနောက်ကိုဆွဲတဲ့ပုံစံကျွန်တော်တို့ဒီအခုရှေ့ကနေကင်ပါဒီရှေ့ကနေဒီလိုကင်ပြီးတော့မိုးဘောကိုစမ်းထုတ်နော်ဟုတ်တယ်နောက်တစ်ဖက်ညာခြေညာဘက်ဖွင့်ဘယ်ခြေဘယ်လက်ဆန့်ဘယ်ဒူးကိုကွေးဘယ်လက်ကိုရှေ့ကကင်ခြေမကိုကုတ်ထားရင်ဂျိတ်ကလေးလို့ဖြစ်သွားပြီပြီးရင်ဒူးကောင်းလေးကိုစမ်းထုတ်လိုက်ခြေမကုတ်ထားရင်တကောက်ကွေကြောလေးပိုတင်းလာမယ်ပေါင်ကျွိုင်းကိုဖွင့်မယ်5 4 3 2 1ဒါလေးပြန် shot okay ဒီကနေ down dog လေးပြန်လာမယ်နော်ခြေပြားထောက်ဒူးကောင်းလေးဆက်ဘယ်ခြေပြန်မတယ်ရှေ့လက်နှစ်ခုရဲ့အလဲကိုပြန်ပို့နောက်ဒူးလေးချမယ်ခြေချောင်းလေးမိုးပေါ်ကိုထောင်လိုက်မယ်ဒီမှာကျတော့ပေါင်မှာတချို့ကြောင့်နည်းနည်းတင်းလို့ရှိရင်ကြွတ်တက်တယ်ပေါ့နော်အဲဆိုရင်မနိုင်ဒီမှာပဲနေနိုင်တဲ့လူကြောမတ်နောက်ခြေလေးကိုညာတောင်လေးနဲ့မချိတ်နဲ့လက်နဲ့အရင်ကင်ပြီးတော့ဖိအောင်ရှူထုတ်ရင်နဲ့နောက်ခြေဘွားလေးကိုဖြည်းဖြည်းချင်းဖိဒီကောင်အရန်တင်းလိုက်မယ်နိုင်တဲ့လောက်ပဲဖြည်းဖြည်းဖိဒူးတွေနာတာတွေတတိထားဖြည်းဖြည်းချင်းပဲဖိအရန်တင်းလိုက်မယ်5 4 3 2 1ပြန်ရှော့ရှူမယ်နောက်တစ်ခေါက်ထုံမယ်ဖြည်းချင်းပြန်ဖိညာလက်ညာခြေမနိုင်ရင်ဘယ်လက်ကလေးရှိမှနည်းနည်းထိန်းတာ5 4 3ဖြည်းဖြည်းနော်2 1 shot လက်လေးချ split ခွဲရအောင်ဘယ်ခြေရှိကိုစမ်းညာခြေနောက်ကိုစမ်းကြားတဲ့သူကကျွန်တော် block wheel ယူလိုက်မယ်နော်ယူပြီးဖွင့်မယ်မကြရတဲ့သူကလက်ကလေးနဲ့နည်းနည်းလေးထိမ်းပြီးတော့မှဖွင့်မယ်ဟုတ်ပြီ30နှစ်ကို alignment လေးနည်းနည်းတက်အောင်ချိန်နှစ်ရှစ်နှစ်ခွန်နှစ်ချောက်နှစ်ငါနှစ်လေးဖြစ်ဖြစ်နှစ်သုံးဝှီးနဲ့ဆိုနည်းနည်းမြင့်နှစ်တစ်20မနိုင်မ block လေးနဲ့ဆိုနည်းနည်းစင်ပြေ block ကနည်းနည်းနှိမ့်တယ်ဝှီးရတအားမြင့်တယ်15 14 13 12 17 10 9 10 ခွန်6 5 4 3 နှစ်တစ်ကဲဖြည်းချင်းပြန်ဆွဲယူလာမယ်နောက်တစ်ဖက်ဒီကနေဒေါင်းတော့လေးပြန်နေညာခြေလေးပြန်မှရှူတွင်ထုတ်ပြီးရှေ့ပို့နောက်တူချခြေဦးလေးမိုးပေါ်ကိုထောင်ပြီးတော့မနိုင်ဒီမှာပဲနေထားနိုင်နေတဲ့သူပဲလက်နောက်ခြေကိုင်ဖြည်းချင်းဖိမယ်ဒူးတွေပေါင်နေတတိထားနိုင်တလောက်ဖြည်းဖြည်းချင်းလာစိတ်လျှော့5 4 3 2 1နောက်တစ်ခေါက်နော်ရှူရင်ပြန်လျှော့ထုံမယ်ဖြည်းချင်းပြန်ဖိ5 4 3ခန္ဓာညာလက်လေးရှိထိန်းတာ2 1 okay shot okay split လေးခွဲအောင်ကျွန်တော်အဲ့ပေါင်နေရာလေးကိုလေး short ပေးလိုက်ရင် split ခွဲတဲ့အချိန်မှာပို့ပြီးတော့မှနည်းနည်းလေးပျော့သွားပါဘောနော်အဲ့အပေါင်ကတင်းတတ်တာရပြီဆိုရင်ဖွင့်အောင်ညာခြေရှေ့ဘယ်ခြေနောက်ဖြည့်ချင်းဖွင့်မယ်
30နှစ်9နှစ်10နှစ်9နှစ်6နှစ်5နှစ်4နှစ်3နှစ်နှစ်နှစ်1 20 19 18 19အရန်နာရယ်လေလေးကိုရှေ့ရှူပင်ပဇာနေထုတ်ရှော့ချလိုက်14 13 12 17 10 9 10ခွန်6 5 4 3 နှစ်တဲ့โอเคဖြည်းချင်းပြန်သိမ်း split တော့တော်တော်များကြနေတယ်နော်နည်းပျော့လိုက်နေခဏလောက်တရားနေချင်တော့ဟိုတစ်ခေါက်ကလောက်သွားတဲ့ handstand ပုံစံလေးလေ့ကျင့်ကြည့်အောင်နော်ဒီ handstand ကိုဘယ်လိုတွားမလဲဆိုရင်ဒီနောက်ဘက်ကိုနှံရံပေးလိုက်တွေ့ရနော်ဒီနှံရံကိုခြေပွားနင်းပြီးတော့မှ၄ဘက်ထောက်အနေထားနေလိုက်ဒီလို၄ဘက်ထောက်နော်အဲ့ဒီအနေထားကကျွန်တော်လက်ထောက်တဲ့နေရာကွက်တီပဲလက်နှစ်ဖက်ကပခုံးကျဲတိုင်းချဲခါတိုင်းလိုပဲလက်ချောင်းချဲပြီးရင်ဒူကားကိုမှာပြီးတော့မှခြေထောက်ကိုတင်ပါအမြင့်လောက်ကိုနည်းနည်းချိန်ပြီးတော့မှခြေထောက်ကိုနင်းပြီးတော့တက်လိုက်တက်ပြီးပြီဆိုရင်ခြေထောက်တစ်ဖက်ကိုလွတ်ထိမ့်ပြီးလွတ်နော်အိမ်မှာဖြည်းဖြည်းချင်းတတိထားပြီးရင်နိုင်ရဘက်ကခြေထောက်ကိုရရင်မြမြခွာနိုင်ရဘက်ကခြေထောက်ကိုကွေးပြီးရင်ပြန်ဆက်ဖြည်းဖြည်းချင်းပဲเนาะအရင်မမြန်ဘူးအဲ့ဒီအချိန်မှာဘာကိုအာယုံစိုက်ရမလဲဆိုရင်ကျတို့အောက်ကထောက်ထားတဲ့ပခုံးကိုအာယုံစိုက်ပြီးတော့တွန်းထားမယ် balance ကိုအာယုံစိုက်မယ်အဲ့ဒါကိုဘယ်9ခါညာ9ခါဖြည်းဖြည်းချင်းလုပ်မယ်ဘာလို့ဖြည်းဖြည်းလုပ်ခိုင်းလဲဆိုဒီပခုံးမှာအားရှိအောင်လို့မြန်လောက်ရင်ပြီးတော့ပြီးသွားတယ်ဒီရဲ့ညစ်အားတွေကတိတ်မဝင်တော့ဘူးလက်တွေမှာဘယ်9ခါညာ9ခါ2ကြိမ်လုပ်မယ်ဘယ်9ခါညာ9ခါအဲ့ဒါကိုမှတော်တော်ခက်တယ်လုပ်ကြည့်လိုက်နည်းနည်းလုပ်နေကြမဟုတ်လို့ရှင်ဘယ်9ခါညာ9ခါအရင်လုပ်ပြီးရင်ခဏနာလက်ကဝက်လေးနည်းနည်းဖြီးပြီးရင်နောက်တစ်ခေါက်ကမဆောင်နေရခြေထောက်အရင်မြင့်သွားပြီခြေထောက်နည်းနည်းချလက်အနောက်နည်းနည်းစုပ်အောင်မယ်ခဏလေးဟေးမဟုတ်ဘူးချပြန်ချမဆောင်နေပြန်ချခြေခုနတေချာပြောပြသလိုတေချာချိန်လိုက်ခြေဘွားကိုနိုင်ရကတ်လေးဘက်ထောက်တေချာနေအနေထားတေချာမှန်အောင်လုပ်ဟုတ်ပြီပြီးပြီဆိုမှလက်ကိုထပ်မရွှေ့နဲ့တော့အဲ့ညပါမနေပြီးတော့ဒူကောင်းလေးကိုမှားပြီးတော့တက်ဖြည်းဖြည်းတက်တတိထားနော်လက်ကောက်ဝက်တွေတတိထားမနိုင်ရင်3ခေါက်နဲ့ကြော့လို့မဝင်တီလိုင်းတက်ခြေတော့တက်တာအရင်များသွားပြီဟုတ်ပြီတော့လက်အရှိနည်းနည်းရောက်နေတယ်လို့ပဲခဏလေးမဝင်တီလိုင်းမဟုတ်နေသေးဘူးပြန်ချကြည့်ပါအောင်ပြန်ကြည့်ပေးအောင်ဒူးထောက်ခြေဘွားကိုနိုင်ရန်ကတ်ထားတာမကတ်ထားဘူးတေချာကတ်ဟုတ်တယ်လေးဘက်ထောက်တေချာနေရပြီအလောက်ကနေတက်ဒူးမဒူးရင်မဒူးရင်မပြီးမှခြေထောက်ကိုတက်နော်ဒူးရင်မလိုက်မှဒူးရင်မလိုက်ဟုတ်တယ်ပြီးမှခြေထောက်ကိုတက်သစင်းစီမကြော်ပါနဲ့မြင့်မြင့်လေးတက်လဲရတယ်ခြေထောက်ကဟုတ်ပြီဟုတ်နေပြီဟုတ်ပြီရပြီခြေထောက်အလောက်ဆိုရပြီဖြည်းဖြည်းချင်းကြောကိုဖြောင်းနေနော်ခါကိုမကော့နဲ့လက်အားထိန်ကျမ်းမေရရင်နောက်ခြေဖနှောက်လေးကိုလွတ်နောက်ခြေဖနှောက်လေးပါဖြည်းဖြည်းချင်းလွတ်ဖြည်းဖြည်းနော်ခြေထောက်ကိုထပ်မတင်တော့အဲ့မှာပဲအဲ့အောင်ထိန်ရမှာနောက်ခြေဖနှောက်ကလွတ်လေခက်လေပဲကျတော့အဲ့ဟာမတင်သေးရလားမတဲ့နည်းနည်းခက်တယ်သူကဖြည်းဖြည်းချင်းလောက်အနေထားမှန်ရင်ပိုခက်တယ်ဟုတ်ပြီမလဲတတိထားဖြည်းဖြည်းနော်မလဲခါမကောနဲ့ကြောကိုတက်ဖြောင်းထုတ်ဟုတ်တယ်ခြေထောက်ကိုအရမ်းမလွန်နွားနဲ့ဒူးကိုဖြည်းဖြည်းချင်းဆန့်နိုင်ရန်ဘက်ကဒူးကိုတတိထားဆန့်ပြီးရင်ပြန်ကွေးလိုက်ဆန့်လိုက်လောက်မှာအဲ့မှာမငြိမ်ထားမဟုတ်နိုင်ရန်ဘက်ကဒူးကိုကွေးမှာအပွားဒူးကိုမကွေးဘူးနိုင်ရန်ဘက်ကဒူးကိုကွေးပြီးရင်ဖြည်းဖြည်းချင်းပြန်သွန်းတတိထားနော်လက်ကဝက်တွေပြုတ်ကြမှာတွေတတိထားအဲ့ချိန်မှာကျတို့ခါကိုမကော့ထားခြင်းကြောရိုးတွေပခုံးတွေကတဖြောင်းနဲ့အနေထားဖြစ်ရမယ်ဖြည်းဖြည်းလုံးမယ်မနိုင်3ခေါက်စီပဲလို့
လုံနေကြမဟုတ်ရင်9ခေါက်တစ်ခါတည်းလုံရင်လည်းခက်တယ်ရလားမရတဲ့သူပြော3ခေါက်ပြီအားထက်ရဟလားအဲ့ဒါတေချာလုံရင်လေအမတို့ handstand ကျင်းတဲ့အချိန်မှာအရန်ဟွာဖြစ်တယ်ဖြည်းလောက်လက်ကဝဲတတိထားအဲ့ဒါကိုနေ့တိုင်းလုပ်10ခေါက်10ခေါက်နေ့တိုင်းဝင်သိကြီးဒူးကိုဖြည်းဆက်မယ်နော်ဖြည်းအားဖြည်းမြန်မသွားနဲ့ဖြည်းဆက်နိုင်တယ်လို့ဆက်စူးစမ်းဆက်လက်ကဝဲကလေးပြန်လဲနော်လဲပြီးဆိုနောက်ထပ်တစ်ကြောထပ်ကျင့်မယ်ခဏနားပြီး3ခေါက်ရရင်3ခေါက်ကနေအရင်လုပ်3ခါနှစ်ကြော့ပေါ့အဲ့လိုမျိုး3ခါကိုတစ်ပတ်လောက်ကျင့်ပြီးသွားပြီဆိုရင်ကြီးလိုက်နောက်တစ်ပတ်မှာလုံးဝအဲ့ဒါတောင်းလာလိမ့်မယ်လက်တွေအဲ့ခါကျရင်4ခါနှစ်ကြော့အဲ့လိုမျိုးပြန်တွားလို့ရတယ်နော်တင်ဝင်ရလားနှစ်ကြော့တွားပြီနော်ဖြည်းတွားမဆောင်နေခြေထောက်ကြီးအရင်မြင့်ဦးခြေထောက်မမြင့်ဦးတင်ပါအထိပဲလေးမှတင်ပါအထိပဲချပါအောင်ချရပြီလေအဲ့လောက်ထိပဲမြင့်သွားရင်လွယ်သွားပြီလေလွယ်တာမလုံးနဲ့ဟုတ်ပြီတတိထားကြနော်မတို့ဖြည်းလောက်အဲ့မှာကိုလက်ကဝဲကိုလည်းနည်းနည်းအခြေအနေကြည့်တယောက်နဲ့တယောက်ခံနိုင်အားမတူတချို့ကတစ်ချိန်လောက်လှုပ်လိုက်ရင်လက်ကမခံနိုင်တော့ဘူးအဲ့ဆိုရင်တစ်ချိန်လောက်ပဲလှုပ်နိုင်တယ်လောက်ပဲလှုပ်တယောက်နဲ့တယောက်မတူသူများ9ချိန်လုံးရင်ကိုက9ချိန်လိုက်လှုပ်ရမှာမဟုတ်ကိုယ့်ရဲ့ခံနိုင်အားကိုတစ်ချက်ကြည့်မဟုတ်ရင်လက်ကဝတ်တွေနာကုန်လိမ့်မယ်ဖြည်းချင်းတစ်စင်းစီဒီကြွက်သားတွေကတိဆောက်သွားမှာလေခါမကော့နဲ့နော်မဆောင်နဲ့ကြောကိုတက်ထားကဲပြီးရဲ့လူကတော့ဖြာလေးမှလည်းအိတ်ထားလို့ရပြီနော်လက်ကဝတ်ကလေးနည်းနည်းဖြီးပြီးတော့နားထားဖြည်းနော်ခါကိုဆက်ခါမှမကော့ထားနဲ့ခါမှအဲ့လိုမျိုးတိတာတယ်ကွာခြေတော့ဖြည်းချင်းလွတ်လိုက်လို့ရှိရင်ခါမှတင်းနေလားအာဝင်နေလားအဲ့ဆိုရင်ကြောကိုမကော့နဲ့နည်းနည်းလေးပြန်ခုံလိုက်ဟုတ်တယ်ကြာမေးမကေခိုင်နေမတွေ့ပြီးသွားပြီနော်ဟုတ်ပြီဖြာလေးပေါ့လေအေးအောင်နော်တရားနေကျတော့အားရှိတည်းရဲ့လို့ဆိုဝှီးလေးတစ်ချိန်လောက်ကျင်းအောင်ဝှီး post နောက်ဆုံးတစ် post ပဲနော်ဒါလေးပြင်နားမယ်မလုံနိုင်တော့ရင်လည်းရတယ်နားကျင်လည်းရတယ်အားရှိတယ်ဝှီး post ကျင်းမယ်ခြေထောက်မနိုင်တဲ့သူကမမယ်ခြေထောက်နဲ့လက်နဲ့ကိုရတဲ့အဆင့်လေးပေါ့နော်အဲ့ဒါလေးသွားမယ်နော်ရင်ဘက်ကိုများသွန်းမယ်ခြေထောက်လေးမနိုင်မှာရိုးဝှီးပဲလုပ်တယ်ဆိုရင်ခြေတို့ခြေဦးလေးကိုအရှိကိုတဲ့ပြီးတော့မှပေါင်မှာအားပူဝင်လာလိမ့်မယ်ခြေချောင်းလေးတွေကိုလေ V ပုံစံမကားပဲနဲ့ခြေဦးခြေချောင်းလေးတွေကိုဒီဒူးကောင်း direction တိုင်းပဲတဲ့လေးပို့လိုက်အဲ့ဆိုပေါင်မှာပိုအားဝင်လိမ့်မယ်အဲ့ဒါရိုးဝှီးလုပ်ရင်ခြေဦးကိုအရှိပို့ခြေထောက်ကလေးတွေမမယ်ဆိုရင်တော့နည်းနည်းလေးချဲမှသူကလှုပ်လို့ရမှာခြေထောက်တစ်ဖက်မမယ်ဆိုရင်တော့ခြေထောက်ကို V shape ပုံစံနည်းနည်းလေးပြောင်းပြီးရင်ခြေထောက်ကိုဖြည်းမဘယ်ပင်ညာမခုနတစ်ဖက်မတာဟုတ်ပြီပြီးရင်ကြောလေးနည်းနည်းလိမ့်ပြီးရင်နားလို့ရပါပြီဟုတ်ပြီကြမ်းမေးခြေထောက်သတိထားခြင်းဖြည်းချင်းအရင်ဖော့ပြီးတော့သူရင်ဘက်သွန်းလိုက်ရတယ်ပခုံးလေးတောင်နေဆက်ဒူးကောင်းကိုညစ်ဆက်ရင်ဘက်သွန်းရင်ကြတော့ခြေထောက်ကိုအတွင်းအရင်မပို့နဲ့ရင်ဘက်သွန်းရင်ခြေထောက်ကိုအောက်ကိုနည်းနည်းလေးလက်နဲ့ဝေးရဘက်စီကိုနည်းနည်းသွားရင်ဘက်ကိုသွန်းရင်ဟုတ်တယ်ရပြီအဲ့လောက်အဲ့မှာဒူးကောင်းစမ်းထုတ်လို့ရသွားလိမ့်မယ်အဲ့လိုမျိုးဟုတ်တယ်အဲ့လိုဟုတ်တယ်မတိဖနီနောက်တစ်ဖက်
ခြေထောက်ကိုအတွင်းနဲ့နည်းနည်းပို့ခြေထောက်ကိုအတွင်းနဲ့နည်းနည်းပို့ဟုတ်ပြီပေါင်ညက်တတိထားပေါင်ညက်အောင်အာယုံဆိုင်အများကြီးအမြင့်ကြီးမဖို့မလောနဲ့ပေါင်ညက်အောင်အာယုံဆိုင်အမြင့်ကြီးမဖို့မလောနဲ့ခြေပြားလေးကိုအရင်လွတ်ကြည့်အဲ့ဒါပထမတစ်ဆင့်ခြေထောက်မှားလို့ရှင်အဲ့ခါမှာပေါင်ညက်အားကိုထိနိုင်မထိနိုင်ဆိုသိလိမ့်မယ်အဲ့ချိန်ကျမှပြီးမှဖြည်းဖြည်းချင်းပြန်ဆွဲတင်သွားလိုက်အဲ့ဆို safe ဖြစ်တယ်အဲ့လိုလေ့ကျင့်တဲ့နည်းอ่ะနော်ကဲရပြီဆိုရင်နားရအောင်